はい、皆さん、こんにちは。はるきです。ဒီဗီဒီယိုထဲမှာ A3 မော်ဒယ်900ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့လေ့လာကြအောင်နော်။ဒီကနေ့ကဒါရီနီရှုရဲ့ရုပ်ကမယ်ပေါ့နော်။လေးမြောင်းနေလေးဖြစ်ပါတယ်။တော့ဒီရဲ့ပိုင်းအလုပ်နည်းနည်းများနေလို့ပေါ့နော်။ဗီဒီယိုတင်ဖို့ရင်းလေးနည်းနည်းချသွားပါပေါ့နော်။はい、すいません。じゃあရုပ်ကမယ်ပေါ့နော်။လေးမြောင်းနေလေးကိုတွားကြည့်အောင်။昨日の晩は雪が降ったが、မနေ့ညတော့ကလေ雪が降ったがနေကြခဲ့ပေမဲ့今朝はဒီမနေ့ကတော့လေနိုင်နိုင်တဲ့ဤလို့ပေါ့နော်ဖြစ်နေပါတယ်ပေါ့နော်မနေ့ညကနေကြခဲ့တယ်ဒါပေမဲ့ဒီမနေ့ကျတော့ဘာဖြစ်နေရလဲဆိုတော့ဒီခန်းကြီးလေးကဒီမှာနေရလရပါပါเนาะဒါဆိုတော့နေတာရဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะဟာလေလုဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะဟာလေတေလို့နေတာနေပါတယ်အဖြစ်မှန်တစ်ပတ်3ဖြစ်ပါပါเนาะမနေ့ညတော့နေကြခဲ့တယ်ဒါပေမဲ့ဒီမနေ့ရောက်တော့နေတာနေပါတယ်ကြည့်ဆိုရင်နောက်တစ်ခုသွားကြည့်အောင်レンさんはもう1週間も学校を休んでいますね。レンさんはလေဟိုတပတ်အကြာတာပေါ့နော်။ကျောင်းကိုလေအနားယူနေပါလေ။ကျောင်းမလာဘူးနော်ပြောချင်တာ။ဒါလည်းကတယောက်ယောက်ကလည်းခါလည်းတော့သူ့ရဲ့ကွက်လက်ကိုရှီဒီမဆန်ကတိပါတလားပေါ့နော်။တယောက်ယောက်သူ့ရဲ့အခြေအနေပေါ့နော်။သူ့ရဲ့အခြေအနေကိုတိလား။ဒါဆိုအခြေအနေဆိုရဲခေါ်တော့ရွေးချယ်အောင်တော့ပေါ့နော်။အဖြစ်မှန်ကယောစုရဲ့တိုက်တို့ရဲ့ခက်ကိုရဲ့ရှော့ဂျောရဲ့အဖြစ်မှန်နံပါတ်1ဖြစ်ပါတယ်ယောစုပေါ့နော်သူ့ရဲ့အနေအခြေအနေပေါ့နော်ယောစုပုံပန်းအသွင်ပြင်အခြေအနေနှမျိုးပြောလို့ရပါပေါ့နော်ဒီနေရာမှာဆိုရင်အခြေအနေခါလည်းတော့ယောစုကိုရှီလီမဆန်ကတရားရောက်ပေါ့နော်သူ့ရဲ့အခြေအနေကိုသိကြပါသလားဒါဆိုရင်နံပါတ်1 3လေးကိုအနောက်မှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ဒါဆိုရင်နောက်တစ်ခုတော့ကြည့်အောင်うちの犬は夕方の5時になると散歩に何々うちの犬はအိရဲ့ခွေးပေါ့နော်ပြောချင်တာဥချီဆိုတာကအိလို့လည်းပြောတယ်တခါတလေဆိုရင်ကျမတို့ပေါ့နော်ကျွန်တော်တို့ရဲ့ခွေးလေးကလည်းယူဂတာနော်ခေါ်ချင်နေနာတို့တော့ညနေ9နာရီရောက်ပြီဆိုရင်စမ်ပုံนี่လမ်းလျှောက်ထွက်ဖို့行きがあります。行きたがります。行き欲しがります。行きたいがります。ဂါရုနဲ့ပတ်သက်ပြီးတော့ပြောထားတာပေါ့နော်ဟုတ်အရှိရဗီဒီယိုမှာလည်းပြောဖူးတယ်အဲ့ဒီအင်းနုဆိုရယ်ခွေးလေးပေါ့နော်တနည်းအားဖြင့်တပ်ပါဆယ်ပေါ့နော်ပြောရဲလူလည်းမဟုတ်နားထောင်တဲ့လူလည်းမဟုတ်ပေါ့နော်တောက်ရောက်မြောက်ပါဆယ်မှာနေရာမှာရှိရလူပေါ့နော်ဒီနေရာမှာဆိုရင်ခွေးလေးပေါ့နော်ခွေးလေးရဲ့စိတ်ခါစားချက်ကိုပြောမယ်ဆိုရင်ဂါရုဆိုတဲ့ဟာတွေကိုပေါင်းပေးရဒါကြောင့်မလို့အီကီတိုင်းဆိုရယ်သွားချင်တယ်ဟိုမှာအေကိုဖြုတ်ဂါရုပေါင်းတော့အဖြစ်မှန်နံပါတ်1ပေါ့နော်ရဲ့ခွေးလေးကညနေ9နာရီရောက်လာပြီဆိုရင်လမ်းလျှောက်ထွက်ချင်နေပါတယ်အဲ့လိုပုံစံလေးပေါ့နော်လမ်းလျှောက်ထွက်ဖို့သွားချင်နေတယ်နော်イキタがありますအဖြစ်မှန်နံပါတ်2ဖြစ်ပါတယ်ကဲဆိုရင်နောက်ခုအဖြေလေးသွားကြအောင်ခုနပြောတဲ့ကီနိုဆိုတဲ့ခန်းကြီးကိုမှတ်ထားမယ်သူ့ကိုဆာကူဂျီဆိုပြီးတော့လည်းပြောလို့ရနော်ဆာကူဂျီစနောက်ကကီနိုယူကီဆိုတာနဲ့ပြီးဟာရဲလူဆိုတာနေတာတီဟာလဲဆိုတာကနေတာတော့ပေါ့နော်နေတာချင်းနောက်ခုကယောစုဆိုတာကပုံပန်းသွင်းပြင်းအခြေအနေနောက်ခုကတိုက်တိုဆိုတာကအပြုတ်မှုပေါ့နော်ဥပမာဆိုတိုက်တိုကဝါတို့အဲ့ဒီလူရဲ့အပြုတ်မှုကမကောင်းဘူးပေါ့နော်ပြောချင်တာဘယ်လိုမှစိတ်ထားမကောင်းဘူးပေါ့နော်အပြုတ်မှုမကောင်းရိုင်းတာအဲ့လိုပုံစံလေးပေါ့နော်နောက်ခက်ခိုးဆိုတာကပုံပန်းသွင်းပြင်းကိုပြောရမှာနော်ဘယ်လိုနေရာမှာတုံးလဲဆိုတော့ခက်ခွေးဆိုတာချောတယ်နော်အဲ့လိုပုံစံလေးပေါ့နော်ကြည့်လို့ကောင်းတယ်နောက်ကရှော့ဂျောဆိုတာကယောဂလက္ခဏာပြောနော်ရှော့ဂျောဒီအရှက်ခန်းကြီးလေးရပါတော့နော်ယောဂနဲ့သက်ဆိုင်တဲ့ခန်းကြီးလေးပေါ့နော်ကဲဆိုရင်နောက်ခုသွားကြည့်အောင်ဗွာတာကာဒူဆိုတာကကွက်လက်ချင်တယ်နော်ဒီမှာလေးရေးထားရနော်田中さんは仕事を辞めたがって今田中さんကလည်းအလုပ်ကိုလည်းထွက်ချင်နေပါတယ်တဲ့နော်ကိုကထွက်ချင်တာလည်းမဟုတ်ကိုပြောတဲ့လူရဲ့ထွက်ချင်တာလည်းမဟုတ်ပေါ့နော်田中さんအကြောင်းသူတို့နေရာကိုပြောနေတာပေါ့နော်娘は食事の後必ず甘いものを食べたがりますသမီးလေးကလည်းထမင်းစားပြီးတဲ့နောက်မှာမဖြစ်မနေချိုတဲ့အရာတွေကိုစားချင်နေပါတယ်ပေါ့နော်စားချင်နေပါတယ်လေဆိုတော့သူ့ရဲ့သမီးကြောင့်တခြားလူကိုပြောပြနေတာပေါ့နော်ဒါဘာတာဂါဒုဆိုတဲ့ grammar လေးကိုမှတ်ထားမယ်ပေါ့နော်နောက်ခုက石油ストーブを消し忘れると火事の原因になります石油ストーブပေါ့နော်စတိုးဘူးဆိုတာကမီးဖို့ပြောချင်တာပေါ့နော်ရေနံမီးဖို့ဆိုတာတနည်းအားဖြင့်ရေနံစီထည့်ပြီးတော့အပူပေးတဲ့မီးဖို့တွေပေါ့နော်အဲ့ဒီဟာတွေကိုလေခဲရှိဝါဆိုလဲလို့တော့ပိတ်ဖို့မေ့သွားမယ်ဆိုရင်ခါကြီးဆိုတာကမီးလောင်မှုပေါ့နော်မီးလောင်မှုရဲ့ဂိမ်းဆိုတာကအကြောင်းရင်းပေါ့နော်အကြောင်းရင်းဖြစ်လာလိမ့်မယ်လေဒါဆိုတော့ဒီနေရာမှာရေးထားတဲ့ gain ဆိုတဲ့အကြောင်းရင်းကဘယ်ဟာဖြစ်မလဲအချင်းဒီဖန်ရှိပေါ့နော်အရှိခန်းကြီးကတူတူပဲအနောက်ကခန်းကြီးကိုရွေးချယ်ရမယ်အနောက်ခန်းကြီးရွေးမယ်ဆိုရင်တတိထားမှာက
ကြီးမားတဲ့အကြောင်းရင်းလို့မှတ်ထားလိုက်ဒါဆိုတော့ကြီးမားရဲဆိုတော့ OK ဆိုရယ်ကြီးမားတော့ဆိုရယ်ဒါအဖြစ်မှ ichi ပေါ့နော်နံပါတ်2မှာဆိုရင်အပိန်လေးကဘောင်လေးခတ်ထားဆိုတော့ခိုမားတို့ဆိုရယ်ခက်ကြီးနော်အေးဒုက္ခရောက်နေအပိန်တစ်ပင်ပေါ့နော်အေးအပိန်လေးကြီးထွားဖို့အတွက်ဘောင်ခတ်ထားပါနော်ဘယ်လိုမှကြီးထွားလို့မရဘူးဖြစ်နေတာအဲ့လိုပုံစံလေးပေါ့နော်ဒုက္ခရောက်နေတာခိုမားတို့အဲ့လိုမှတ်ထားလိုက်ပေါ့နော်အဖြစ်မှန်ကနံပါတ် ichi ကြီးမားတဲ့အကြောင်းရင်းနော် gain ဆိုတဲ့အကြောင်းရင်း料理の仕方を何々カロリーの低い食事を作りましょう料理の仕方ဆိုတာကဟဲချက်ပုတ်နာကဟင်းပြုလုပ်ဖို့ပြုလုပ်နေပါနော်ချက်ပုတ်ချင်းဒီကိုလေကိုလက်ကာလိုရီနော်ဟီကွီရှိကိုဂျီကိုကယ်လိုရီနည်းတဲ့အစားအစာတွေကိုစကူလီမရှော့ပြုလုပ်ကြရအောင်ဒါဆိုဟင်းချက်ချင်းဒီကိုလေဘာလုပ်ပြီးတော့တီထွဲဖတ်နာကတီထွဲကြံစပြီးတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တီထွဲဖတ်ပြီးတော့အဲ့လိုပုံစံလေးဒါကြောင့်အဖြစ်မှန်နံပါတ်3ဖြစ်ပါတယ်နော်ခုဖူးတဲ့料理の仕方を工夫してတီထွေကြံစားတာတီထွေဖန်တီးတာပေါ့နော်အဲ့လိုအဓိပ္ပာယ်လေးတော့ပဲနော်ရှီယောရှတဲ့ဆိုတာအသုံးပြုပြီးတော့အဓိပ္ပာယ်မရှိဘူးနော်ခိုင်ခက်ဆိုရှတဲ့ဖြည့်ရှင်းပြီးတော့အဲ့လိုအဓိပ္ပာယ်နဲ့ရှူလီဆိုတာကစက်ပစ္စည်းတွေပြင်နေအောင်ပြောနော်ရှူလီရှတဲ့နော်အဖြစ်မှန်နံပါတ်3ဖြစ်ပါတယ်ခုဖူရှတဲ့ဥပမာဆိုရင်ပုံမှန်ချင်းနေကြဟင်းကိုကနေပြီးတော့တီထွေကြံစားလိုက်မှာပေါ့နော်ကယ်လိုရီနဲ့အောင်စီကိုမထည့်ဘူးရေလိုပြုတ်မယ်အဲ့လိုပုံစံလေးပေါ့နော်တခုခုတီထွေဖန်တီးလိုက်ရမှာနော်ကယ်လိုရီနဲ့အောင်လုပ်လိုက်တယ်ကဲနောက်ခုတော့ကြည့်အောင်もう8時だ。じゃあ見えないしないとろめれ。早く、ねみや。出かけなかったら、出かけないなら、出かけなくても出かけないと、ディアロ。နော်မြန်မြန်မထွက်လို့မရဘူးအပြည့်မထွက်လို့မရဘူးဒါကြောင့်မလို့ဒေခခဲနိုင်တော့ ikke မဆန်ဆိုရဲ grammar လေးပေါ့နော်နိုင်တော့ ikke နိုင်မလုံးလို့မရဘူးဆိုတဲ့ပဲပေါ့နော်မြန်မြန်မထွက်လို့မရဘူးအပြည့်မသွားလို့မရတော့ဘူးပေါ့နော်ရှင်းနိုင်ထိုးပြီကဲအဖြေလေးကိုသွားကြည့်အောင် short you ဆိုတာကမြန်ပြားရေးကိုပြောချင်တာပြီးတော့ second you ဆိုတာရေနံစီပေါ့နော်အပူလာဆိုတာစီကိုပြောချင်တာပြီးတော့ဒီခန်းကြီးလေးကဝါဆိုလဲလူဆိုတာမေးတီဝါဆိုလဲမွန်နိုဆိုတာမေးကြပစ္စည်းပြီးတော့ဘိုးနန်ခိုက်ဆိုတာကနက်ကုတ်ပါတီပေါ့နော်ဘိုးနန်ခိုက်ပေါ့နော်နက်ကုတ်ပါတီပြီးတော့ကင်းဆိုတာကအကြောင်းရင်းပေါ့နော်ခုဖူဆူရူဆိုတာကတီထွေကြံစားတယ်ရှီယိုဆူရူဆိုတာအတုပ်ပြူတယ်ခိုက်ခက်ဆာဆိုတာကဖြည့်ရှင်းတယ်ရှူလီဆူရူဆိုတာကပြင်တာပေါ့နော်စစ်ဘဲတွေပြီးတော့စစ်ပစ္စည်းတွေပြင်တာနောက်ခုက night と nakucha တူတူပဲเนาะ nakucha いけない night といけないတနည်းအားဖြင့် nakucha လည်းပါနာနာ night ဆိုတဲ့ grammar လေးပေါ့เนาะမလုံးလို့မရဘူးလုံးကိုလုံးရမယ်โอเคခုဆာမကခုတို့ခါလာစိုးကြီးしないとကက်စတမာတွေလာမှာမို့လို့လေတက်ရှင်းမလုံးလို့မရဘူး明日漢字のテストがあるから勉強しなくちゃမနေ့ပြန်လဲခန်းကြီးစာမေးပွဲရှိတဲ့ကြောင့်勉強しなくちゃကစာမလေးလာလို့မရပါဘူးဆိုတော့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုတော့ကြာနော်キャンサーの前は飲食もタバコも何々です。の節税もタイミングもあれな。キャンサーもロケもあれ。飲食အစားတောက်တွေပေါ့နော်အစားရောအတောက်ရောပါတယ်နော်တဘကုံမို့စစ်လက်ရောပဲတဲ့ဘာလို့ပါလဲတားမြစ်ပါတယ်ပေါ့နော်တားမြစ်ချင်းဆိုရဲခန်းကြီးကခင်းရန်ဆိုရဲမဟုတ်ခင်းရန်လာပြီကောပြီခင်းရှိဆိုရဲခန်းကြီးပေါ့နော်ခင်းရှိဆိုတာကတားမြစ်တာပေါ့နော်နံပါတ်4ဖြစ်ပါတယ်ဓာတ်မှတ်တွေဘာမရိုက်ခဲ့အမောင်ဓာတ်မှတ်တော့ပြောပြီယောဂနဲ့ပတ်သက်ပြီးတော့ဗောနော်ဆေးရုံတွေမှာတော့မပြတ်ခင်မှာဗောနော်ဦးလန်းကျောင်းနဲ့ပြဿနာတော့တခုခွဲစိတ်မှုမလုပ်ခင်မှာလေအစားလည်းမစားရဘူးရေလည်းမတောက်ရအောင်ဘာမှမလုပ်လို့မရဘူးဗောနော်အဲ့လိုပုံစံလေးそんななにホテルには泊まったことがないအဲ့လိုမျိုးလေဟိုတယ်မှာလေမတဲခုတ်ဘူးပါဗောနော်မတဲဘူးဒါဆိုတော့泊まるဆိုတာတဲခုတ်တီးဆွဲတယ်ပဲဗောနော်ဘယ်လိုဟိုတယ်လဲဆိုတော့ home mono ninki jokyu 高級ဒါတော့သိချပါတယ်အဖြစ်မှန်နံပါတ်4ဖြစ်ပါတယ် 高級ဆိုတာအထက်တန်းဆန်တယ်ပေါ့နော်လောက5 star လို့ပါလို့အဲ့လိုပုံစံလေးပေါ့နော်အဲ့လိုမျိုးအထက်တန်းစားဟိုတယ်မှာမတဲခိုးဘူးပါဘူးအဖြစ်မှန်နံပါတ်4ဖြစ်ပါတယ်毎日練習しているのに何々上手になりません。နေ့တိုင်းလေ့ကျင့်နေတာနဲ့上手になりません。မတော်လာပါဘူးပေါ့နော်။ဒါဆိုちっとも少しだけめったにおそらくအဖြစ်မှန်ကချစ်တော်မို့နည်းနည်းလေးတောင်မှမတော်လာဘူး။နေ့တိုင်းသူလေ့ကျင့်နေတယ်ဒါပေမဲ့ချစ်တော်မို့နည်းနည်းလေးတောင်မှ
上手になりません。တနည်းအားဖြင့်ဇန်းဇန်းပေါ့နော်လုံးဝ上手じゃないအဲ့လိုပုံစံလေးပေါ့နော်ဒါဆိုနှစ်သုံးလေးကိုအနောက်မှာပြန်ပြီးတော့ရှင်းပြမယ်ဒါဆိုနောက်တစ်ခုခုနပြောတဲ့ Kansas အနော်နော် Kansas တို့ဆိုတာကဆက်စင်းမှုပြုလုပ်တယ်ပေါ့နော်။တနည်းပြီးတော့ Kansas ဆိုတာကရှာဖွေသည်ဆိုတဲ့ပဲ။ဥပမာဆိုရင် YouTube တို့ Google တို့မှာလေဥပမာအပေါ်ကရှာတဲ့နေရာလေးကိုနော်အဲ့ဒါမှာ Kansas လို့ပြောရမှာနော်။အဲ့လိုဘေးနားမှာလေရှာဖွေသည်ဆိုတဲ့ဟာလေးနော် Kansas ။နောက်ချောဆာဆတို့ဆိုချောဆာဆတို့ဆက်စေဆိုတာဒီပေါ့နော်။ဒါပေမဲ့ Kansas တို့ပေါ့နော်။နောက်က Kinshi တို့ဆိုတာကတားမြစ်သည်ဆိုတဲ့ပဲ။ဒီခန်းကြီးတွေလည်းမှတ်ထားပါမယ်။နောက် Kokuna ဆိုတာကခုနပြောတဲ့အထက်တန်းစားပေါ့နော်။ Homono ဆိုတာကဘယ်လိုလဲပစ္စည်းအဆက်ကိုပြောချင်တာနော်။ဥပမာဆိုရင်အခုတော့ဟိုခက်ကလာရင်မှာပေါ့နော်အတူတွေအများကြီးပေါ့နော်စိတ်အတူလို့ရွှေအတူလို့နော်ပတ်စံအတူလို့ပေါ့နော်အေး homono ကိုခြားနိုင်နီဆက်မိုနိုပေါ့နော်နီဆက်မိုနိုကအတူကိုပြောချင်တာဒါ homono ကအဆက်ကိုပြောချင်တာပါနော် ninki ဆိုတာကလူကြိုက်များခြင်းနောက်က jokyu ဆိုတာက jokyu နဲ့ kokyu နဲ့မှာပဲเนาะ jokyu က level ကိုပြောချင်တာပေါ့เนาะဟိုမှာဥပမာဆိုဂျပန်စာဆိုရင် basic ရယ် intermediate ရယ် upper ရယ်เนาะအဲ့လိုပုံစံလေးမျိုးအေးဘာသာစကားတွေမှာတုံးတဲ့ဟာတွေပေါ့เนาะအင်္ဂလိပ်စာဘယ် level လောက်စကားပြောနိုင်တယ်เนาะ jokyu level လောက်ရတယ်အဲ့လိုပုံစံလေးပေါ့เนาะ jokyu နာ hotel လို့ဆိုပြီးတော့မတုံးဘူးเนาะ hotel ဆိုရင်တော့ kokyu ပဲတုံးမယ်အခု in 3က chujokyu ပေါ့เนาะဟိုမှာနောက်ကဂျပန်လိုပြောမှဆိုရင်ဂျပန်စာ level ရဲ့ chujokyu အဲ့တော့ upper intermediate လားအဲ့လိုပုံစံလေးပေါ့နော်အင်္ဂလိပ်ဆိုရင် upper intermediate jokyu ဆိုတာက upper level ဖြစ်သွားပြီနော် jokyu က enu ni လို့ enu ichi လို့ပေါ့နော်အဲ့လိုပုံစံလေး毎日練習してもちっともないもんな。ねねりなまあ、しぶ。な、これはちっとも難しくない。ディアがねねりなまあ、けけばぶ。だにやべ、全然難しくない。ローはまけぶ。なこがめったにないそれ、グラマにもな。私はめったにパンを食べない。つのあれ、めったにないそれが、シャーレそれでべな。ローケで、ローラシャーレ。ません。つのが、パンもご、さら、たいされみしゅう。だにやべ、စားတာရှားတယ်ပေါ့နော်မြန်မာလိုပြောရမှာဘယ်လိုပြောဒီဟာဟိုတုံးလို့လည်းမှတ်ထားလိုက်ပါနော်ဟိုမှာဆိုရင်တပတ်မှာတစ်ရက်လောက်ပဲစားရပါနော်အဲ့လိုပေါ့တစ်နှစ်မှာဆိုရင်ရက်20တော့25ရက်လောက်နော်ဟိုတခါတလေတော့မဟုတ်နော်ဘယ်လိုမှလုတ်ခဲတယ်လုတ်တာရှားတယ်ပေါ့နော်စားလေးမရှိဘူးဒါပေမဲ့လုံးဝမစိုးတော့ဆိုလည်းမဟုတ်ဟိုတော်တော့ပန်းဖို့တပည့်နိုင်နောက်အိုဆိုလာခုဒါရိုဆိုတဲ့ grammar လေးပေါ့နော်တနခါဆန်ကအိုဆိုလာခုခွန်တိုင်းဒါရိုတနခါဆန်ကလည်းကြည့်ရတာမလာဘူးထင်တယ်တနည်းအားဖြင့်ထဘုံဆိုတဲ့ဟာလေးနဲ့တူတယ်နော်အိုဆိုလာခုဆိုတာကထဘုံကြည့်ရတာကွက်လက်တယ်လို့ထင်ပါတယ်ကဲနောက်တစ်ခုတော့ကြာ180オリンピックなんか選手に選ばれて夢が実現したโอลิมปิกအားကစားသမားအနေနဲ့ရွေးချယ်ခံရလို့သူ့ရဲ့အိမ်မက်ကအကောင့်ထဲပေါ်ခဲ့ပါတယ်ဒါ Gisgan したပေါ့နော် Gisgan ဆိုတာအကောင့်ထဲပေါ်တယ်အဖြစ်မှန်ကနံပါတ်4ဖြစ်ပါတယ်နော်နံပါတ်4တန်းပြောလိုက်ပါမယ်နော် Gis ဆိုတဲ့ခန်းကြီးရဲ့နောက် Gan ဆိုတာ Hyogan မှာပါတယ် Gan နော်နောက် Gisgan ဆိုတဲ့အကောင့်ထဲပေါ်တယ်ကဲဆိုရင်နောက်ခုတော့ကြာ新しい仕事はどうですかまあまあ、အလုပ်အသက်ကဘယ်လိုလဲလေまあまあနိုင်နေရော気にしている気になっている気に入っている気にかけているဒီကတော့နည်းနည်းလေးစဉ်းစားရခက်တယ်ပေါ့နော်စင်တူတဲ့ဟာလေးမသိဘူးဆိုရင်ဖြေလို့မရအောင်ဒါအဖြေမှန်ကတန်းပြောလိုက်ပါမယ်ကြိုက်တယ်လို့ပြော気に入っているဆိုတာကまあまあ気に入っているကြိုက်တယ်ပေါ့နော်အလုပ်သက်ကဘယ်လိုလဲဆိုတော့မဆိုးပါဘူးเนาะကြိုက်တယ်အဲ့လိုတွေပဲလေတော့ကျတဲ့ finish day လို့ not day လို့အနောက်မှာပြန်ပြီးတော့ရှင်းပြပေးမယ်失敗しても諦めないでもう一度တော့ကြာရှုံးသွားလဲပဲလက်မလျှော့ပဲနဲ့နောက်တစ်ချိန်လောက်လှုပ်ကြည့်ပါနောက်ဆိုလှုပ်ကြည့်ပါဆိုတော့ grammar အရာပေါ့နော်
vote mite ဆိုတာ size ဆို grammar ဒီနေရာမှာတော့မရှိဘူးအဲ့တော့ vote mile ဆိုပြီးတော့မသုံးဘူးเนาะဒီနေရာမှာတော့မရှိဘူးဒါကြောင့်မလို့ in3 အနေနဲ့ကြည့်မယ်ဆိုရင် grammar တစ်ဆင့်မြင့်သွားပါဘောเนาะ vote mite ဆိုတာ size ကိုနောက်တစ်ဆင့်အနေနဲ့မြင့်ပြီးပြောမယ်ဆိုရင် vote coran ပေါ့เนาะတနည်းအားဖြင့် vote mite ဆိုတဲ့ဟာနဲ့တူတူပဲလောက်ကြည့်ပါเนาะဒါဆိုရတဲ့ coran ဒီ grammar လေးလည်းမှတ်ထားပါမယ်စင်ရှုဆိုတာကအကစားသမားကိုပြောတယ်ပြီးတော့ sing kill ဆိုတာကရွေးချယ်ခြင်းပေါ့နော်ရွေးကောက်ပွဲလို့ပေါ့နော်နောက်အဲ့ဒါဘူးဆိုတာရွေးချယ်သည်ပြီးတော့ဂျီစကန်ဆလို့ဆိုတာကအကောင့်ထဲပေါ်တယ်ဂျီဂျီဆဆိုတာကဖြစ်ရမှန်နောက်ကဂျီကန်ဆိုတာကလက်တွေ့ဆက်တတ်မှုပေါ့နော်ပြီးတော့ mix ဆိုတာကအတီးကိုပြောတယ်နောက်က mino လို့ဆိုတာကအတီးတီးတီးလို့အဓိပ္ပာယ်ရပါတော့အပင်ပေါ်မှာအဲ့အတီးတီးတီးပြီးတော့ genzai ဆိုတာကလက်ရှိမျက်မှောက်ခဲ့ကိုပြောဟျောကန်ဆိုတာကဖော်ပြချက်နောက်ကကင်းကင်းဆိုတာကငွေသားကိုပြောတာအာလာဝလဲကျဆိုတာကပေါ်ထွက်လာသည်အာလာဝဆုဆိုတာကပေါ်သည်နော်ဂါအာလာဝလဲလို့ဝိုးအာလာဝဆုဂျီရိုရှိတာတို့ရှိနောက်ခုကခီနီအီလို့ဆိုတာကြိုက်တီလို့တွေပဲရတယ်ခီနီဆုလို့ဆိုတာကစိုးရိမ်တီစိတ်ပူတီဆိုတဲ့ပဲခီနီနာလို့ဆိုတာကတီးချင်တီဆိုတဲ့ပဲခီနီခခဲလို့ဆိုတာကဂယူဆိုင်တီတတိထားတီအဲ့လိုတွေပဲလေးပေါ့နော်တဲဂေါ်ဒန်နာဆိုင်တနည်းအားဖြင့်ရှစ်တဲမီနာဆိုင်လောက်ကြည့်ပါလို့တွေပဲရပါတော့ဝါကာလာနာခတ်တာら先生に聞いてごらんなさい。နားမလည်ခဲ့ဘူးဆိုရင်လည်းဆရာကိုလည်းမေးကြည့်ကြည့်ပါလေနော်聞いてみてくださいနော်聞いてごらんなさいこれ美味しいよဒီဟာကအရသာရှိပါတယ်一度食べてごらん一度食べてみてတစ်ချိန်တော့စားကြည့်ပါနော်ဒီ grammar လေးလည်းမှတ်ထားပါမယ်ကဲနောက်တစ်ခုတော့ကြာ日本の歴史についてဂျပန်ရဲ့歴史ဆိုတာကတမိုင်းပါတော့တမိုင်းနဲ့ပတ်သက်ပြီးတော့လေနိုင်နိုင်ကိုခိုက်တိမ်ますရင်းနေပါတယ်ဘာကိုရင်းနေလဲဆိုတာကစာတန်းရင်းနေတာပေါ့နော်စာတန်းပြုစုတယ်စာတန်း thesis ရင်းနေပါတယ်ပေါ့နော်ဒါဆိုတော့ဒီဟာလေးကဘာလဲဆိုတော့ long ball ဆိုရဲ thesis ပေါ့နော်အဖြစ်မှန် itchy ဖြစ်ပါတယ်ဒီခန်းကြီးကိုမှတ်ထားပါမယ်ကဲနောက်တစ်ခုက両親が日本に来るけれど仕事があるので空港まで何々行けないမိဘနှစ်ပါးကလည်းဂျပန်ကိုလာပေမဲ့အလုပ်ရှိတဲ့အတွက်ကြောင့်လည်းလေးစိတ်အထိမလုံနိုင်ခဲ့ပါမသွားနိုင်ခဲ့ပါမသွားနိုင်ဘူးတဲ့ပြီးတော့အလုပ်ရှိတဲ့လေးစိတ်အထိဘာလို့ဖို့သွားကြိုဖို့ပေါ့နော်ကြိုဖို့မသွားနိုင်ဘူးဒါဆိုကြိုဖို့မသွားနိုင်ဘူးကြိုဆိုသည်ဆိုတဲ့အဓိပ္ပာယ်ကမူခိုင်နေအခဲနိုင်ပေါ့နော်မူခိုင်လို့ဆိုတာကြိုဆိုသည်မီအိုခိုလီဆိုတာကလိုက်ပို့သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဖြစ်မှန်ကနံပါတ်2ဖြစ်ပါတယ်နော်အခုမှဂျပန်ကိုလာမှာတော့ကိုကနေသွားကြိုရမှာပေါ့နော်ကြိုဖို့မသွားနိုင်ပါဘူးကဲနောက်ခု185私の名前は何々書きますကျွန်တော်ရဲ့နာမည်ကတော့အဲ့ဒီလိုရေးပါတယ်เนาะအဲ့ဒီလိုရေးတယ်ခေါနာနီအဲ့လောက်ကြီးမဟုတ်ပါဘူးပြီးတော့ခိုယူဖူအဖြစ်မှန်ကနံပါတ်2ဖြစ်ပါเนาะခိုခခိမန်ဒီလိုရေးပါတယ်เนาะကျွန်တော်ရဲ့နာမည်ကဒီလိုရေးပါတယ်ခိုယူအနောက်မှာနောင်းလိုက်မယ်ပေါ့နော်အခုကခခိမန်ဆိုတာနောင်းမဟုတ်ဒါကြောင့်မတုံးလို့မရဘူးခိုယူဖူနီခခိမန်ဆိုရင်တော့တုံးလို့ရအခုကခိုယူဖူဆိုတဲ့ကြောင့်တုံးလို့မရအဖြစ်မှန်နံပါတ်2ဖြစ်ပါတယ်ခိုခခိမတ်ဒီလိုရေးပါတယ်ကဲဒါဆိုရင်ဒါမှလက်ခိရှိဆိုတာတမိုင်းကိုပြောချင်တာနီဟွန်ရှိဆိုတာဂျပန်တမိုင်းပေါ့နော်ဆက်ကိုင်းရှိဆိုတာကကမ္ဘာတမိုင်းလွန်မောဆိုတာကခုနပြောတဲ့ thesis ပေါ့နော်စာတမ်းကိုပြောချင်တာကေစလွန်နော်ကေစလွန်ဆိုတာကနိဂါကိုပြောချင်တာနော်ပြီးတော့ဂီရွန်ဆိုတာဆွေးနွေးတိုင်ပင်နဲ့ညင်းခုတ်သည်ဆိုတဲ့ပဲပေါ့နော်မူခိုင်လို့ဆိုတာကြိုဆိုသည်မူခိုင်နီကိုကြိုဖို့သွားတယ်မီအခုလို့ဆိုတာလိုက်ပို့သည်မီအခုဒီနီအခုလိုက်ပို့တယ်ဥမာဆိုရင်တငယ်ချင်းอ่ะဗောနော်ဂျပန်ကနေမြန်မာကိုပြန်တော့မှာအဲ့တော့ကိုကနေပြီးတော့လိုက်ပို့တာဗောနော်မီအခုဒီ助ける命を助けるなんかအသက်ကိုကယ်တယ်နော်တခြားလူရဲ့အသက်ကိုကယ်ဆယ်သည်ကယ်တင်သည်仕事を助けるအလုပ်ကိုကူညီသည်မာネခုဆိုတာကကြိုဆိုတယ်ဆိုရယ်နာကဖိတ်ခေါ်တယ်ဆိုတဲ့ပဲပေါ့နော်ဖိတ်ကြားတယ်နော်မာネခုဖိတ်ကြားတယ်ဥပမာဆိုပါတီကိုဖိတ်ကြားတယ်နော်ကိုယ့်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားတယ်လာဖို့ဖိတ်ကြားတယ်ကိုယ့်ရဲ့မွေးနေ့ပွဲကိုလာဖို့ဖိတ်ကြားတယ်ပါတီに招かれる
ပါတီကိုလည်းဖိတ်ကြားချက်ခံရပါတယ်နော်ဥခဲမိနဲ့တုတ်တာနော်မနဲ့ခါတဲ့ဒီမှာကြည့်အောင်ခိုဆိုအာဒိုဆိုရအောင်နော်သူက noun အနေနဲ့တုတ်တာတနခါဆန်ကခေခိုစတေးကဆိုကအမြင်နိုင်တနခါဆန်ကလည်းလက်ထပ်ထားပေမဲ့လေဒါပေမဲ့အဲ့လိုမမြင်ရဘူးပေါ့နော်သူ့ကိုလူပြိုလူလို့ထင်နေရပါတော့ဒီမှာလည်းပြောထားနော်ခိုယူဖူနီတုတ်လို့ရတယ်ခေါနာဖူနီဆိုရင်တုတ်လို့ရပါနော်ပြီးတော့ခိုယူဆိုယူအာယူဒိုယူရဲ့နောက်မှာ noun လိုက်မယ်နော်ဒီမှာဆိုလဲကဒိုယူအီမီဒက်စ်ကဒီဟာကဘယ်လိုအဓိပ္ပာယ်ပါသလဲအခုက noun မလိုက်ထားလို့ခိုယူဖူနာဆိုယူဖူနာအာယူဖူနာဒိုယူဖူနာအနောက်မှာ noun လိုက်မယ်စင်စင်နီအာယူဖူနာဤခတာကိုစုဒုနောဝရှိဆိုတဲ့ဖီယောဆရာကိုအဲ့လိုမျိုးပြောဖို့ပြောနေကိုလောက်တာကတော့လေရိုင်းပါတယ်လေကဲဒါဆိုရင်ရမယ်နော်ဒါပေမဲ့ yoka မဲဆိုရင်၄မြောက်နေပြီးသွားပြီပေါ့နော်ဒါဆို iska မဲဆိုရင်၅မြောက်နေမှာပြန်ပြီးတော့တွေးကြပါမယ်じゃあ皆さんお疲れ様でした。またね、バイバイ。